ဒါတွေကတော့ဂျပန်စတိုင်မနက်စာလေးပဲဖြစ်ပါတယ်ဈေးရိတ်ပဲဒါပေမဲ့ဘာမှမဖြတ်ဘူး ဟော ဒီနေ့ day 2 day 2 we are heading to Fuji လား Fuji Mount Fuji ရရင်ဆိုလို့ရှိရင်ကိုတီလမ်းမြင်ရမယ်ဒီနေရာကျတော့လည်းအလဲတော့မကြဘူးပေါ့နော်ဟိုဘက်နားမှာရှိတဲ့လမ်းကပုံပြီးအလဲကြရရင်ကြည့်လို့ရှိရင်တော့လုံးဝကွတ်တိဒီလမ်းကနည်းနည်းဟိုပါလေနာမည်ကြီးရဲ့လမ်းဆိုပေမဲ့လည်းကားတွေတအားများတယ်ကားတွေကအများနဲ့သွားနေတဲ့ခါကျတော့ဓာတ်ပုံရိုက်ရအဆင်မပြေဘူးကားသွားလို့ရှိရင်ပြန်ဖယ်ပေးလိုက်လို့ရှိရင်ခဏလေးတပုံရိုက်လိုက်ကားပြန်လာလိုက်ပြန်ဖယ်ပေးလိုက်အဲ့လိုဖြစ်နောက်ဖြစ်တော့ဒီမှာဟိုနားမှာအဲ့ဒီဒိန်ဝန်ဝတ်ထားတဲ့အဖိုးကြီးတယောက်ရှိတယ်အဲ့ဒီအဖိုးကြီးကအော်ဟောနေသူကကျွန်တော်တို့လမ်းမှာဓာတ်ပုံတွေရိုက်နေဆိုကားတွေလာနေအောင်ဓာတ်ပုံတွေရိုက်နေဆိုပြီးတော့အော်ပြီးတော့သတိပေးနေရအဲ့တော့ဒီမှာရိုက်တာတော့ခဏပဲပြီးရင်ကျွန်တော်တခြားနေရာသွားမှာဖြစ်ပါတယ်တော့မယ် KTN တက်ကက်ပေးလိုက်တယ် icon နဲ့ပဲဟိုသုံးလိုက်တယ်လေကျွန်တော်တို့အခု Fuji တောင်ပဲခုနကအဲ့လမ်းနေရာနေမဟုတ်ဘဲနဲ့ကျွန်တော်တို့ကလေဟိုဘုံချောင်းတစ်ခုပေါ်ကနေပြီးတော့အဲ့ view ကနေသွားပြီးတော့ရှိလို့ရတဲ့နေရာကိုလမ်းလျှောက်သွားနေရပါဘာလို့ဒီမှာကားတွေကအရင်ပိတ်နေတဲ့ခါကျတော့ကားနဲ့မသွားတော့ဘဲနဲ့လမ်းလျှောက်ပြီးတော့ဘုံချောင်းပေါ်တက်မှာဖြစ်ပါတယ်ဘုံချောင်းကဒီရနေကြရတာပေါ့နော်ဒီတောင်ပေါ်တို့တောင်ပေါ်မှာရှိရဆိုတော့ကဲဖန်ချာလေးဆောက်ရအောင်ဒီကံဟိုက်ကင်မကြိုက်တဲ့အမနဲ့တော့တွေ့ပြီပေါ့ကွာဟိုက်ကင်မကြိုက်တဲ့သူနဲ့တောင်ပေါ်နဲ့တွေ့ပါနောက်ကိုတွေ့လာအမှမြင်နေရတယ်ဆိုတောင်ပေါ်လာရောက်လို့ရှိရင်ပိုပြီးမြင်ရမယ်ထင်တယ်ဒါဒီဥရရေးတဲ့အေးတယ်လိုက်ပါပွေးထားနေရတယ်မိုးဆိုရှင်လက်တွေကျင်တက်တော့ငါ့ကိုတင်းပြောနေတာဒီမှာမှန်မြောင်းရှိတယ်မှန်မြောင်းနဲ့ကြည့်လို့ရတယ်သူလေမဖြစ်လားအေးဟာနားလဲစီမတက်နိုင်ဘူးဒီရတော့လာနေပြီချိုးရတော့တက်နိုင်တော့မှမထင်ဘူးနော်ဒီပေါ်ကြီးသွားမှာမဖြစ်လား来，不知道。我最阴人，最阴人。我还记得。ရောက်နေပဲကျင်းလိုက်ပါတော့မယ်တအားမိုးတယ်ဒီမှာတော့တော့ပါပဲလူလည်းတအားများတော့တပ်ပုံကတိတ်ရိုက်လို့အောင်သူစီယာဗီဒီယို ဒီထားနေပါတော့ဒါရဲ့နောက်ကတောင်းရဲ့သူစီတော့လောက်ပါလူကတအားများတော့မနေလေရဒါတော့မှစောရှိပြီနော်ဟိုအောက်ပြန်ဆင်းမယ်ပြီးရင်ချားနေတော့ပါပဲကျွန်တော်ပြန်မထွက်ခင်အောက်မှာ strawberry ရောင်းတဲ့ဆိုင်တွေတွေ့ strawberry သီးရ heavy အကြီးတွေပဲနော်လက်ပြန်ကြချောင်း heavy တွေမှာလက်ညှိုးဆောင်ကြည့်တယ်စားရမယ်တချို့ကဝယ်စားရအောင်နော်ဒီမှာလာကြည့်ပါဦးဒီမှာလေ Okay. Okay ဒီကောင်ကျွန်တော်တို့စားကြည့်လိုက်အောင်တလုံးကစားပါမလားအရင်စားကြည့်မယ်နော်ရှေးချိုးတာချင်းလားကပ်ဖြတ်တာလေရိတ်တော့ကြည့်ချိုးလာအဲ့ရောဘုံလာဖက်ရလားဘယ်ဟဲ့ခွန်နေနဲ့လေခွန်နေပါဝိုင်းညညာချိုးနေညာနော်ချိုးမစင်းနေဟာနည်းနည်းလေးချင်တယ်လေအချင်းကြောက်တယ်နည်းနည်းလေးတော့ချင်နည်းနည်းလေးနည်းနည်းမှနည်းနည်းချင်
ကောက်လာ အခုမှတွေ့နော် ဒီနေ့ကမိုက်မပြရပါဘူးမိုက်ကိုကြုံလို့မချရပါဘူး ဒီနေရာတွေရတယ်အဲ့လိုမျိုးပေါ့နော်ဟိုဟိုနဲ့ဒီဖူဂျီတောင်ကိုလမ်းမြင်ရတဲ့နေရာပဲပေါ့နော်ဒီ spot ရတယ်ဒါပေမဲ့ဒီနေရာကအဲ့လိုမျိုးနဲ့ရေကန်နဲ့သူကဟိုရေရဆောင်းရမ်းကြည့်ရပြီးလို့ရှိရင်အဲ့ရေကန်တွေကိုသူကအကျွေးစီပြစ်ထည့်ရတယ်ဒီမှာတော့ do not throw the coin to the pond ဆိုရင်ဟာဒါပေမဲ့ထဲမှာအကျွေးစီတွေကြီးတယ် Shine muscat. ချိုးလားရမ်းချိုးရနော်စပယ်စီကချိုးရဲနေရပဲခုဝင်ခံနေတာရှိရဂျပန်မာလေးရေးတယ်ချိုးတယ်နော်ဒီစောရချိုးရကျွန်တော်ရေးတယ်ချိုးတယ် 对，这碗缸里能出来，上元出来这碗缸里就湖南这边追给，如果标得要开几个，新人喏。 ကျွန်တော်ရေးတယ်ချိုးတယ်လောက်အေးနေရစကတ်တူသေးနဲ့ဒိုးနေရတာကျွန်တော်လေးငါအဖိုက်တက်ပြီးတော့ဂျပန်လာလိုက်ရပါ 好啊，没去。ဒါဆမ်းမယ်ဒါစားတော့ကောင်းတယ်ဟွာလေတခုကောင်းလာသေးတာဒီမှာဆိုင်နေအများကြီးပဲနော်ဒီမှာဆိုင်နေဂျပန်ဆိုင်နေအများကြီးပဲနော်အဲ့ဒီဂျပန်ဆိုင်နေမှာရောင်းသမျှဆိုင်နေမှာရောင်းသမျှဂျပန်စားတွေအကုန်လုံးကောင်းတယ်အကုန်စားလို့ကောင်းတယ်ရပါစောင်းရပါရှိတယ်စောင်းရပါရှိတယ်အခုတည်းမှာမဘူးပြောသေးဒီမှာသူများစားရတွေ့လို့မှာဒါလေးစားလိုက်အောင်မယ် 那样哦喏。သူ့ရဲ့တရားနဲ့တစည်းလား ယူလိုက် Thank you ありがとうございますဒီနေ့ကန်ရှိတဲ့ကြွားလေးကတော့ဒါစားမိုက်ပါလေရမ်းမိုက်တယ်တကယ်မိုက်တယ်ဟိုချမ်းနေဆက်သွားလိုက်အောင်ဒီနေရာလေးတော့အကုန်သိမယ်ထင်ပါတယ်ဖူဂျီတောင်နောက်ခံထားပြီးတော့ဒေါ်ဆန်ရှိမှာဟိုဗီဒီယိုတက်ပုံရိုက်ကြတဲ့ Instagram spot ဖြစ်ပါတယ်နောက်ဒီမှာလည်းခုနကြော်ရလိုက်သေးတယ်တော်တော်လှတယ်မနေတော့ပူနေပါတော့ OK。တော့မဆရာဖြစ်နေကြ 1 2 3。 နေရာတိုင်းမှာတော်တော်များများမှာအမိုက်မရှိတဲ့ခါကျတော့စသိတော့ဟိုတော့မှနည်းနည်းကြောက်ရတယ်ပေါ့နော်နည်းနည်းကျွန်တော်အနေနဲ့လက်ဒီလိုစသိတော့ရတဲ့နေရာလေးစသိတော့ရအောင်ချမ်းထဲမှာမတော့ပါနဲ့ဖူဂျီတောင်2ရက်လောက်တရက်နဲ့တစ်ပိုင်းလောက်ဖူဂျီတောင်မှာလဲလိုက်ရတယ်ပေါ့နော်ဖူဂျီတောင်တစ်ဝိုက်မှာအောင်မလေးအေးလိုက်တာတရက်နဲ့တစ်ပိုင်းလောက်လဲလိုက်ရတဲ့အတွက်ဖူဂျီတောင်ကတော့စုံသွားပြီလို့ပြောလို့ရပါတယ်အခုကတော့ဒီဆိုင်တွေမှာနေ့ရက်စာစားပြီးတော့ကျွန်တော်တို့ကတိုကျိုခီးဆက်မှာဖြစ်ပါတယ်အဲ့တော့ဒီ vlog လေးကိုဒီမှာအဆုံးသတ်ပါတယ်တိုကျို vlog တွေမှာဆက်ပြီးတော့တွေ့ပါမယ် See you bye bye